တို့တက်ရှိရောက်နေရကတော့ရေကားကန်ပေါ့နော်ကျွန်တော်ရေကားအင်းလို့ခေါ်တယ်မှတ်မှာရေကားကန်လို့ခေါ်တယ်ဒီနေရာမှာကလုပ်ငန်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ spill liner ထုတ်တာဒီပေါ်လေးတွေမှာကန်လေးရှိတယ်ရေစကန်နဲ့ spill liner မွေးပြီးတော့မှspill liner ထုတ်တာပေါ့နော်သူတို့ပြောပုံရတာဒီရဲ့ရေကလို့ရားနာတို့ဘာလို့လဲပျောက်တယ်လို့ပြောတယ်ရေထဲမှာဗာတက်တွေများနေလဲဆိုတော့သူတို့တက်ခွဲထားတဲ့ဟာတွေပဲစက်တွေကသူတို့ရှိပါမလားအကွဲကြောင့်ကဒီကန်ကိုလည်းဖြတ်တယ် sorry ရှုံးနေတယ်ဒီကြောအော်အဲ့ဘူးလေးနဲ့ကတ်တော့ရပါကတ်ပြီးတန်းကြည့်လိုက်ခုကြည့်နေတယ်သူကဒီမှာတော့ဒီနေ့မှဘောင်းနဲ့သူကခိုင်းတာတော့နေဘူးလောင်ပြီးနေတာဟောမှာ celebration ကြာအဲ့ဒါကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ကဒီ organic တွေပရဝူးမှုပေးရမှာမှုပေးရတယ်မှုပေးမှသူကတမသွားလို့ရှိရင်မသိဘူးသူကကြတော့မမွေနိုင်ဘူးကျွန်တော်ဆက်လင်းနဲ့လိုက်ဖြစ်ရတာဆက်လင်းလိုက်မဖြစ်နိုင်ရင်သွားပြီးသေးတယ်ဟုတ်တယ်အဲ့တော့ဒီနေ့ကပေါ်ထားတဲ့အဟောင်းနဲ့အသစ်နဲ့နောက်ပေါ်အမွေမှာရောသွားတော့ဘာမှလုံရပြီးပုတ်စောနိုင်အောင်ဒီကန်းစားတွေပုတ်စောနိုင်တာတပြမို့အဲ့ protein တွေကပုတ်တာprotein ပုတ်တာ protein ကပုတ်တာအသားတက်များတာဒီ spill liner က protein တက်ဘယ်လောက်ပါprotein က vegetation နဲ့မှာ protein vegetation အဲ့ဒီဟိုကောင်းဒီမရမှာသူကခုနှစ်ခုမတူရတော့ပြန် vegetation က protein ပါ fiber နဲ့ဟိုပဲတခြားပါတော့ပါတယ်တွင်းလုံးမှာနေတာမဟုတ်ပြောမှဆိုသူတို့ဟိုလောက်ရင်းနှီးလောက်မပါဘူးဗျာနေလားတိုင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ spill liner လောက် protein ပါတာမရှိဘူးအားကြောင့်မလို့ဒီကောင်ကသေးတာသေးအပြင်ကသေးတယ်မြင့်တယ်ဒါဟုတ်နော် protein ပါဝင်တော့ဒီကောင်မြင့်တယ်တော့တိုင်းနဲ့တိုင်းဓာတ်ခွဲကန်းမှာ reset တွေတော့ရှိမှာဓာတ်ခွဲကန်းမှာပဲရနေတယ်တော့ပါတယ်သူ protein ဘလောက် gram ပါတယ်ဆိုပြီးတော့ဒီစေဘူးပေါ်မှာတော့ပါအဲ့ဆေးထုတ်လိုက်တော့အဲ့ဆေးမှာသူကရေးထားရှိတယ်နော် spirulina ရဲ့ protein ပါဝင်တော့ content မှာနော်သူကပါတယ်သူက percent ဘလောက်အဲ့တော့ဒီကန်ကြီးကနေပေါင်းများတာတွေဒီရှိနေတဲ့ကန်ကြီးပဲဖြစ်လူတွေတွေနဲ့ရှာတွေ့ရတော့ဒါဒီတက်တွေနဲ့ဟောဆိုဒီအကြီးကဟိုဘာဖြစ်တီရှိနေတဲ့ကဒီကြာလာပြီရှိတယ်လေကျွန်တော်တို့မသိကြဘူးဒါကိုပေါ်ထားဖို့မသိလေဒါပေါ့ကျွန်တော်တို့အဲ့84မှာ UNDP project နဲ့ Marine Bio ကနေ Marine Science လုပ်ဖို့ဆိုပြီးတော့ဒေါက်တာကက်စလာနဲ့ဟာဂါတို့အကုန်ရောက်ချလာတော့အဲ့ရနေမှာခင်ဗျားတို့စီမှာစိတ်မြဲတန်ဖိုးရှိတယ်ဘယ်မှာပေါက်တဲ့ tropical region မှာပေါက်တယ်အဲ့ရှာပါဆိုကျွန်တော်ရှာရကျွန်တော်ဒေါက်တာမင်းသိန်းကဒါ specialize အဲ့ဒီမှာတော့တဘာဝကြီးက Marine Bio ဆိုတော့နော်ဒီဟာတွေတွေ့တော့ဒီနေရာပဲရှိတယ်ဆရာဆိုအဲ့မှာကျွန်တော်တို့လူခွဲရှာတော့တွေ့တော့ဒါကို research လုပ်တယ်သူဒေါက်တာဘွဲယူမဲ့လူတွေရောကျွန်တော်တို့ပုံစံသမားရောအကုန်လုံးအဲ့လိုလုပ်ကြရကျွန်တော်တို့ကလည်းအခုကကျွန်တော်တို့ကဦးလေးကကျွန်တော်တို့အခုလက်ရှိဒီဟိုပါပေါ့နော်ဒီအကွဲเจ้าနဲ့တောက်လျှောက်ကျွန်တော်တို့ကဘယ်ကနေပါလာလဲဆိုတော့ဟိုတောင်အထက်ကနေနေပြီးတော့တောက်လျှောက်ဒီဘက်ဒီအခုဒီဘက်ဒီရောက်လာအဓိကကျွန်တော်တို့လည်း research လုပ်ဖို့ကဒီအကွဲเจ้าကကဘာမှာအကြီးဆုံးလို့ပြောလို့ရအခုလက်ရှိကကီလို900ကျော်နေဟုတ်တယ်ကီလို900ကျော်ဆိုတော့ဒီဟာကဘယ်လို force နဲ့ဘယ်လိုပြတ်သွားလဲဆိုတဲ့ဟာတွေကဟို geology ဘူမိပညာရှင်တွေရောကျွန်တော်တို့လည်းလက်လန်းမီတလောက် data collect လုပ်တဲ့သဘောပေါ့နော်ရောက်တဲ့နေရာမှာဒီပုံစံတွေဘယ်လိုပြောင်းလဲဘာတွေပြောင်းလဲသွားတယ်ဘာတွေဖြစ်နေလဲဆိုတဲ့ဟာတွေကိုမှတ်တမ်းတွေလိုက်ယူတဲ့သဘောပေါ့နော်မို့လေဟိုဘက်ရေကားရောက်လို့ရှိလေလက်တွေ့မြင်ရမယ်ဟိုကအဲ့ဆိုင်ဘုတ်ကနော်ဟုတ်ဆိုင်ဘုတ်ကအရင်တော့မြောက်ဘက်မှာရှိတဲ့ဆိုင်ဘုတ်အဲ့က line ကိုရောက်သွားဘယ်နှပေလောက်လွဲတယ်10ပေလွဲတယ်ရိုင်းတလန်းလုံးပဲဘေးညာကြီးဖြစ်သွားတာ73ပေ14ပေအသာလေးပဲနော်သူကမြောက်ဘက်မှာရှိတဲ့တိုင်းမုတ်ကြီးကလမ်းဘေးမှာရှိတဲ့တိုင်းမုတ်ကြီးကတောင်ဘက်ကိုရောက်အဲ့ကွာရင်တောင်နှမြောက်ဟုတ်ဒီထိတ်မှာကျွန်တော်အဲ့မှာကျွန်တော်စကန်းရှိသေးတယ်ကျွန်တော်စကန်းအလဲလောက်အဲ့မှာတိုင်းမုတ်ကြီးရှိသေးတယ်အဲ့တိုင်းမုတ်ကြီးကမြောက်ဘက်မှာရှိတဲ့ကောင်ကြီးကဒီရှိတောင်ဘက်ရောက်လာတာဦးလေးဒီမှာတာဝန်ကြဘယ်လောက်ကြာကျွန်တော်က1999စိတ်ုံတဲတဲ့ဒီရောက်လာတာဒီမှာငလင်းမနှခါကြုံရငလင်းကတော့ဒီလို
လှုပ်တာတော့ခဏခဏလှုပ်တယ်ကြုံရတယ် အခုလိုဖြစ်တဲ့ပုံစံက ဒီခုကမျိုးမကြုံဘူးကျွန်တော်34ကတော့အများအားသိတယ်ကျွန်တော်ကဘာလို့ဆိုတော့ပြိုဟဲ့ဆိုကျွန်တော်ရင်ကြောက်အေးရစီချတာဒါတွေကပြိုတယ်နေတိုင်းဟင်းကောင်းနေရင်ကြောက်အေးပြိုပြန်လာစီအောင် အများကြီးရှိနေဒါပေါ့အများကြီးကြုံနေကြ ဘာလို့ဖြစ်နေ လေးဟိုယူစုဖြစ်နေ ရုပ်ဖြစ်နေ ယူစုဖြစ်နေ တိတ်ပြီးတော့ဟိုထက်မလို့ မနေတော့ဘူး အခုလဲကျွန်တော်ကမာနာပြောရင်ငားတယ်မကြော်ရင်ကျွန်တော်ထက်ကူမတော့ ဟော ငားတယ်ကြော်ရင်တော့ကျွန်တော်အဆောက်အဦတွေပါတယ်နေလို့ထက်သွားဟိုကတော့ခုချိန်နေဒီနားပဲအိတ်တာဘယ်မှမအဲဟိုရတော့နောက်ကျသွားကြည့်လိုက်ပေါ့နော်အဲဟိုတဲ့နေရာကဒါကတော့စက်နီမေဒီဆင်းကြတယ်မြေဆိုတော့ကြွားဒီပလိုက် စစ်လိုက်မရှိဘူး yes မှန်တယ် ဒီကောင်လေးကြကျွန်တော်တို့ကစဆောင်ရပပူးနဲ့တူတယ် ဟုတ်ညီသားမှန်ကိုယူလိုက်တာ ဒီသားကြောက်သားရဲ့ ကျောက်သားအောက်က ဒီကောင်ကစကိုင်းတောင်ကိုဘက်ကမင်းကုန်းတောင်အဲကြောက်သားမြေပေါ်ဒီမှာဆောက်ထားလို့ဒီကောင်ကကွဲတော့ကွဲမယ်ဟိုလိုမပြုတ် ဟုတ်ပါ တော့ကြောက်သားနေပါခါထည့်ပြီးဒါဒီရရွာတွေဆိုကျွန်တော်ပြောဘယ်ရတော့ဒီဒေတာအများနဲ့ စားရောနော်လို့အဲကြတော့ခင်ဗျားတို့စောက်တဲ့ထုံးမထည့်ပါနဲ့ထုံးလည်းမတည့်ဘူး ဟုတ် တာမင်းကိုကြည့်ကြည့်ထည့်ပါဒီကမြေကောင်းအောင်ထုံးလုံးပါတဲ့အုပ်သုံးပါနဲ့ မဝပါဘူး ကျွန်တော်အဖွဲ့တွေကိုကျွန်တော်ထောင်ဦးနေတဲ့ရောက်ကြတဲ့အခုချိန်ပြောတာအခုပြောတဲ့အတိုင်းပဲ ဖြစ်တာ ကိုလူမြင်လာပြောတဲ့အတိုင်းငါကွဲပြီဒီအကွဲကြောင့်ကြီးခင်ဗျာဘယ်တော့ဖြစ်မှမသိဘူးကျွန်တော်လည်းမသိခဏခဏလုံတာပြောကတော့ရင်းကြီးရောက်အိပ်ပြူတာပဲဒီရလည်းဘာဖြစ်ဘူးလို့ ဟုတ် ခုခါကျကျွန်တော်လည်းလူရမ်းနေအကောင်ကားလေးမောင်းပြီးမှအချိန်ပြေးလို့ ပြန်ကတ်တဲ့အချိန်မှဖြစ်တယ် အချိန်ပြေးလို့ကျွန်တော်ပိတ်မယ်ဆိုပြီးဒီကားလာမယ်အတက်မှာလှုပ်တာအဲ့ဒီမှာတိုင်းကြီးဖက်တာမပိတ်ရသေးဘူးအဲ့မှာအော်တိုပိတ်တော့တာမော်တာအော်တိုလှုပ်တာလားဆို ဟုတ်ဟုတ် အဲ့လိုလာလေးဘက်တော့ကြည့်ရနော် ဟုတ်ကဲ့ ရပါတယ်ကိုလူတီးနာဟိုပေါ့ဘုဒ္ဓကပေါ့ဦးလေး MCD နီးရကျွန်တော်အခုအသက်20အဒီတက်နေတော့25နှစ်အတွင်းမှာဖြစ်ပြနေတာကမက်စာပိတ်ကဒုက္ခပြေလို့ ဟုတ် သူမိုးတွေပေါက်တယ် ဟုတ် နည်းနည်းချက်တွေကွာတယ် ကွာတယ်ဟုတ် နိုင်တွေပြက်တယ်အီလက်ထရောနစ်ပစ္စည်းတွေပြက် ပြတ်တယ် နော်သူတို့ဖိုင်ဘာဘုတ်တွေဆိုလို့ရှိရင်ကျွတ်ပြီးကျိုးသွား ဟုတ် ပင်လေကန်းဇက်ကသဘောပါပဲပင်လေကန်းကြီးနားမှာ ခန်းတဲ့ကိုမြင့် မြင့်တယ်ဟုတ်တယ် အကွဲပါ အကွဲသွားတယ်ဟုတ်တယ် crack တွေနဲ့ အဲ့ ရင်း ကြတော့ဒီကောင်က နေပြီရပြီ စပီလိုင်းနဲ့ထုတ်တယ်ဒီကားကန်အခုမှတော့ဒီရက်ဆိုင်ကတ်ပတ်နေနေဒီမှာစားတော့ရရတယ်နင်းလက်ခါတယ်ပင်လေထက်ပုံဒီမှာချက်တာနဲ့ခတ်တာလေးဘာအဲ့ရဒီရဗာလဲခုနပြောတာ cosmetic ဒီကောင်က cosmetic ဆိုတာရအလှဒီယာနာတွေဘာတွေလိမ့်နာတို့ skin caring product တွေထဲမှာထည့်သုံးတဲ့ တဲ့တုံးနဲ့ဟာ ဟာဟွန်း ပြီးတော့ခုနဒီဟိုတောက်ရင်ဘာဖြစ်လဲ အစာအိမ်နာတွေပြောက်တယ် ဆိုင်နာပြောက်တယ် ဟွန်း တမာရက်စားရတယ်ပူကောင်း ကိုဗစ်ရှစ်တုန်းကရှိထက်လဲပိုမကောင်းဘူး ဒီချစ်တော့ရဘယ်ကိုဂျင်းထဲလာတယ်လို့ဒီတူးလေး4-5တောင်းနေဖြစ်ကုန်တာ ဒီမှာတငုံမဟုတ်တဖုံးလောက်တောက်ရင်ဟိုမှာတော့ငန်းကျွတ်ပြီးတော့ပလုတ်ကျင်းလို့ရတယ်ဒီကြားထဲမှာဖြတ်သွားတာအကွဲကြောင်ဒီအောက်ထဲမှာဒီကတော့10ပေလောက်ကျသွားတယ်ပြောတာဒီနေရာတွေကောင်တော့စားတယ်များတော့ဒီကို စားပွင့်တဘာဝကနေပြီးတဲ့ရင်းမြစ်တစ်ခုဒီပေါ်ထဲမှာဆိုရင်ကျွန်တော်တို့ဗီဒီယိုလိုင်းနာထုတ်တယ်ကဲဟုတ်တယ် ရေသိမ်းရေပြာကြီးကကျွန်တော်တို့ဟိုကတော့ ဒီအစိမ်းလားအပြလားတေချာမှန်အောင်ပြော ရေစိမ်းရေပြာ မလို့လေစိတ်ရပြရလဲပြ တခုခုရွေးကြလားအခုလည်းတော့တောက်လိုက်ချီရမျိုးချနော်တခါမျိုးချ သွားမယ်နော်ဒီကောင်အဲ့လို ကဲသွားပါ တေးအောင်နေပါလောက်ပါ လောက်ပါကိုကြီး တောက် ဟာဂုတ် အဘအေးတောက် ငန်းတယ်ဗျာကျွန်တော်မှငန်းတာ တိတ်ပါခြင်းနဲ့တိတ်ပါခြင်းနဲ့ဒီဘူးယူဘာလို့ထွေးထုတ်တာဟာ ဘိုးစိုးတော့လဲအေးဒီကပိတ်ငါလည်းပြောသူမျိုးတော့ကစားမငုံတော့ပြီးတော့ဖြစ်တယ်ကအေး ငါမခါရရတာရှိလား ခါတဲ့ရတာကြီးနည်းနည်းလေးရှိတယ်ရာခိုင်နှုန်း30လောက်ပဲရှိတယ်ဒီကောင်ငန်းတဲ့ရတာ90ရာခိုင်နှုန်းရှိတယ်ဟုတ်ကဲ့ဗျ ဒီထဲမှာငါးတွေပဲနေနေတာ ငါးရမတင်နိုင်ဘူးဗျအဲ့လောက်ငန်းနေဆိုရင်တော့မတင်နိုင်ဘာလို့ဆိုတော့ကုန်းလေး အဲ့ဒါဒန်စီများလောက်မှာတဲ့ စပီးရရမနိုင်ဘူးနိုင်တော့ကျွန်တော်တို့ညှစ်ခွက်ဒီညှစ်ခွက် ဟုတ် press လုပ်လိုက်တယ် မောင်းကုန်နဲ့ပြီးညှစ် ဖြ လိုက် ညက်တော့ရေရတက်အဖက်ကတက် ပလာစတိ6ပေ6
6ပေ4ပေရှိတယ်ပလတ်စတစ်ရိုက်တာအဲ့ကုန်ဖုံးနဲ့ဆွဲလိုက်တာအဲ့ဒါဒီနေ့ကိုဘာမှမဟုတ်နေဘူးဒီဥက္ကနေအပြည့်လန်းတာ ပြည့်လန်းတာဟော 3ကဆိုဆိုင်စားလာပြီဒါခု3ကဆိုကိုနေတာပေါ့ ဒါတော့မြန်မာနီးမြန်မာဟန် မြန်မာနိမနဲ့ဒါပထမဆုံး sun dry ရှိတယ် spray dryer ရှိတယ် ခေါက်ဆွဲကြောက်လေးတွေလိုပဲ ဟော အဲ့လိုမှကျွန်တော်နောက်လိုမှကျွန်တော်ကြိတ်မယ်နော် ဒီ spirulina နဲ့ကျွန်တော်ပင်လေရင်ညှိနေဆိုရင် ပြင်လေးညမလို့ပြင်လေးမျိုးစုံရှိတယ် မျိုးစုံရှိရနော် ကျွန်တော် ဘွဲ့တွေအများကြီးပဲ ဟိုမှာဆို hip nia hip nia ဆိုလို့ရှိရင်နီအောင်ရေမောအထုတ်တာ ဟော Lulu fighter နော် Fuel fighter Lulu fighter လုံး၄မျိုးပဲရှိတယ် မျိုးပဲရှိတယ် နော်အဲ့၄မျိုးမှာ Lulu fighter ဆိုလို့ရှိရင်တော့ဒီတရားကြီးကျွန်တော်ကြောက်ကြောထုတ်တယ်ရင်ဖြင်းကြောက်ကြောဆိုတော့ကျွန်တော်ထုတ်ခဲ့တယ် ဟော မော်ဒန်တဲ့ကတော့ပါ ဟော အဲ့ရနေမှဒီဆရာမင်းအဲ့မနေလက်ထက်အောင်ဆိုလိုက်တာကြောက်ကြောထုတ်တာရှိတယ်နောက်တချို့ကစတော့ကိုတုတ်စားတာလို့ ဟုတ်ဒီလိုဟုတ်တယ် ဒါတော့ဟိုဟာရှိသေးတယ်ဘာ Lulu fighter လို့ ကြောက်ပွင့် အဲ ကြောက်ပွင့်တော့ တောက်ဝင်းတုတ်တို့ပါပဲရှိပင်လေးကနေတော့ပါ ကျွန်တော်ဟိုဆွဲရကျိုးသားနဲ့ပြီးတော့ပေါ်သေးမှာ ပဲလေ အခုဟိုဟာနဲ့ပဲထုတ်တယ် problem ဒီဇိုင်းနဲ့ပဲထုတ်နေသေးလားဒီက ကျွန်တော်ကျ insert ကနေကိုတင်းထုတ်ဖို့ ဟာဒီစက်ကထုတ်တဲ့ပုံစံတည်း ဟုတ်အဲ့ကြောင့်ခုနကဦးလေးကျွန်တော်ဒီထဲမှာ protein ဘယ်လောက် percentage ပါလဲဆိုရပါတယ်နော် အသားလောက် များတယ်ဒီကောင်ကများ ဟောသားလောက်တော့မများဘူးဆိုပေမဲ့သူ့ရဲ့ဒီဝါဖြစ်တဲ့ထွက်တဲ့ protein ကရှိရလေ အဲ့တော့တင်းအောင်ပြောရတယ်မလား အသားအစားထိုးနေတော့ များတယ် ဟုတ် အပင်သေးလို့များတယ်သူကသူ့ပမာဏပုံမှာမူတယ်လေအကားကတပိတ်သားပေါ့လို့တပိတ်သားနေရင်အဲ့ဒီကတော့မကဘူး ဒါပေါ့သူအပင်လေးကသေးတာသူလေးကတင်ကများတယ် ဟုတ်တယ်လေဘောလုံး လို့များလို့လူတွေကပို့ပြီးတော့စိတ်မြိုင်ဒီပါရနာအဝါမင်းတို့ပရိုဘီမင်းတို့စားကြတာဒီမြန်ဟိုအဲ့ကောင် ဟိုက protein နဲ့ထုတ်တော့ ထုတ်တယ်ဟုတ်ကဲ့ ဟုတ်လား ကျွန်တော်ဒီက ဟိုဈေးကွက်ထဲမှာသိမတွေ့တော့ ရှိတယ် ဈေးအရင်များသွားတယ်ဈေးအရင်ကြီးသွားတယ် ဈေးကြီးတော့လူတွေကလန့်ကုန်တာအရင်က1000တော့မကြောက်အခုက1000 ဒီတော့ကျွန်တော်တို့အဖေကျွန်တော်အဖေအဓိကတော့ကျွန်တော်တို့အဲ့ဒါတို့ရင်းနေတယ်ကျွန်တော်အဖေ မဟုတ်ဘူးအဲကြောင့်တွင်းတော်ပိတ်လေကျွန်တော်တို့ကမကြောက်တွင်းတော်မျိုးကျွန်တော်ဒီမှာရှင်းတာမွေးတယ်ဟုတ်ပါဟုတ်ပါရှိတယ်ဟုတ်ကဲ့ဒီလို ဟုတ်ကနေမှာ လောကနေမွေးနေတာ ဟုတ် ရှိလက်ကကျွန်တော်သမီးကိုလက်ခံမှနေလက်ကမှနေပြီးအဲ့မှာတို့လုပ်ပြီးတာကျွန်တော်ကဒါကုန်ကြဒီလိုပဲပြတ်မှာလို့ ဒါပေါ့ဦးလေးဒီမှာထင်းနေတယ် ဒါပြန်ပြီးထိမ့်သိမ့်နေ cosmic line မှာကျွန်တော်ကတောင်းတော့ဒမန်နေများတယ်။ဘာလို့ဘင်္ဂလားဒေ့ရှ်ကတောင်းတယ်ကျူ။ဟိုကလည်းရှက်ပြီးတာလည်းဒါတောင်းလို့မင်းတို့တော့တနခါ။ဒါတော့လူတွေကိုမနိုင်လျှက်ကပြတဲ့ဆိုပြီးမိသက်တင်ချပြီးတယ် อืม ။အဲ့လိုမျိုးတော့ ဓမ္မများတယ် ဓမ္မများတယ် ။ရာ15ရာဒီလုံးထွက်နေမဲ့ကိစ္စတွေပဲ ။များရဘူး ။နားမှာ ။ဘယ်လို program လို့ program လို့ ဟိုကုန်ကျန်းအဓိက source ဖြစ်နေတော့ အဲ့ဒီprogram ပြီးတကမင်းတို့တကမင်းတို့တကဆိုမင်းတို့တကရှိရနာကိုသူကမရှိရနာကိုပေါ်ထုတ်ရတယ်။အဒီမွေးရတဲ့ဒီဟာကသူတို့လိုအပ်တဲ့ဟာကိုပုံကြောက်ကျွန်တော်ပမာဏကျွန်တော် support လုပ်အဲ့လို လောက်သေးတယ်ပေါ့နိုင်နေ လော ပေါ့ က်ပါတယ်ကျွန်တော်ထည့်ကုန်ပါတယ်ကျွန်တော်ဘက်ကတော့ကျွန်တော်ဒီနေ့ကိုဒီကောင်ကသူတို့ကဒါညီလိုက်နေပြလို့ကျွန်တော်ဒီနေ့ကို3နာရီဒီကရေးပို့လိုက်ရင်ကဲမတော့ ဒီစက်ရုံ level ဖို့အတွက် consumption ကဘယ်လောက်ရှိ power consumption ဒီစက်ရုံ level ဖို့အတွက် မီတာဘယ်လောက်ဆောင်အောင် မပြောနဲ့ အဲ solar ဘာလို့မလုပ်လဲ ဆိုလာကူမှတာလာလीဆိုလာကျွန်တော်စိတ်ကဓာတ်တယ်လို့ရတာဟိုဒီပြန် အမှန်ဆိုတော့ solar နဲ့ဆိုရင်လေးဒါ ဆိုလာနဲ့တော့ဟုတ်တယ်လေ စက်စုနဲ့ AC လောက်က run လို့ရတယ် ကျမတို့ကဒီပြန်စမ်းတာတိုင်းတော့ဟိုနာဟိုလမ်းတော့ဘုံကြီးရများတယ်လို့ရတာနောက်ပိုင်းမနိုင်ဘူးအဲတော့အားကြောင့်ပဲကျွန်တော်ဟာအကောင်90နဲ့မောင်းတာကိုတလားတဲ့320ဆိုတာဒါလေး ဒီနားမှာတော့ထားပါတော့ဒီထုတ်လို့ရဦးလေးတို့ကဒီရွာနေ60ကလူတွေကသူတို့ရွာကလေးကလောက်တာရှိလား အဲ့လာသူ့ ဝန်ထမ်းခန့်လိုက်တာ ဝန်ထမ်းခန့်လိုက်တယ်ဒီစားလုံးတွေအားလို့ပဲဝန်ထမ်းကိုခန့် ဟိုကျွန်တော်တို့နေတာတော့ဝန်ထမ်းခန့်လိုက်တာ ဝန်ထမ်းခန့်ပြီးတော့မနေ့ကဖယ်ပြီးနဲ့လာသူတို့ပါတဲ့ဖြတ်သူတို့ကလည်းညနေလာဖို့ ဒါပေါ့နော်ဒါ လည်းရှိတယ် ဒေတာရဲ့ဟိုပါပေါ့တော့ဒီလုပ်ငန်းလုပ်ကန်ခွင့်လန်းရတယ်ပေါ့ လောက်ကလေးပါလေ လောကလေးပါ အမှန်ဆိုတော့ဒီလိုနေရာကြီးအသေးချာလေးကိုစနစ်တကျနောက်ထပ်နီးပညာတွေ update ထပ်လုပ်အများကြီးလုပ်လို့ရတဲ့အပိုင်းရှိတယ်နော် အများကြီးပဲ ဒါနည်းနည်းလေးတော့ နိုင်ငံတော်ထိန်းကြောင်းပြရတယ်ပြရတယ်ဟိုဟာ ဟောတော့ spring liner တကယ်ဟိုထွက်တဲ့ခါတော့အောက်ဖြစ်သွားတာ တော်နေထိန်းပို့ပို့ရစိတ်အောင်နာမည်တော့ရှိတယ်
ဒီကနေပဲတွန်းတာပဲဒီကောင်နဲ့ပဲတွန်းတာ အဲ့စိတ်ဝင်နေမှာလို့ကျွန်တော်ဟိုမှာထိုင်နေတာဟိုမှာ မမြင်တဲ့ချင်း ကျွန်တော်ပြီးတော့မှာတော့ဆိုတော့တစ်ချက်ဟို7မိနစ်လို့တော့ကျွန်တော်ပြီး7နာရီ7မိနစ်မထုံးတဲ့7မိနစ်ကမှလာတော့အဲ့ထက်တော့ဒီဟိုရောက်လာရှိဝုန်းတယ်ကျွန်တော်ဒါကကြီးဖက်တာ ဩ အားလုံးဟာဂျိုင်းခေါင်းကင်မှာဆိုဟိုရောက်သွားတာဟိုဘက်ထွက်ပြီး ဒီနေ့ရလုံးဝ epic center နားဆိုတော့ပြ အဲ့ င်း ဟို လုံး ဘ ပဲ က်ရောက်ပြီးဟိုဘက်ကိုရောက်ပြီးကျွန်တော်ဒီကိုလှမ်းကြည့်ရှင်မှာပိုင်း ဒီမောလိုင်းထောင်ဦးလေးမြင်ရပါ အမြင်တော့ကျွန်တော်မြင်နေကြည့်ရအောင်ဟာသွားပြီးတော့ဆက်ပြီးကျိုးရတယ်ပြီးနေကြတယ်ကို ဆက်လေ ဆက်ပြီးကိုယ်ရောက်ပြီးအဲ့ဒီကတော့တတိယဒီကဒီနေရာပဲကြည့်ရဒီကဒီလိုလာပြီးတော့ဒါရလည်းပြူသွားပြီ တခါလှုပ်တာချက်ချင်းပြိုသွားတာပဲ ဟာချက်ချင်းပြူတော့ ပြီးရပဲ ဒါမလို့တော်ဘူးဒါမလို့တော်ဘူးဒါပြီးရင်တော့လုံးရှုံပါ ဒါပေါ့ ဟိုဘက်သူ join ပြန်လောက်အောင်ပါ မမင်းကိုတော့ပိတ်တယ်အဲ့တော့ပိတ်ရတယ်သူပိတ်တယ်ဒါဆိုအဲ့လိုကြည့်လို့မဟုတ်ဘူးဒီကဒါပွဲရ ဟုတ်ဒါ rapture ပဲအဲ့ rapture line ပဲ ဒါမှဒီနယ်လေးကဟိုကတော့လူပြေလို့ဆိုတော့ ချက်ချင်းသူပြန်ပိတ်သွားမှာပါကွဲတဲ့တစ်ချက်နဲ့ဟိုနဲ့ သူကဒီကဝေးရကြဒီဥက္ကဋ္ဌနဲ့ထည့်ရတာကိုကျွန်တော်ဒါရင်းကြီးနှစ်တည်ထည့်တာရောတရက်ကိုဒီပြေကိုဒီကောင်ကိုယေရှုနဲ့စိတ်မဲ့အဲ့ရဒီဥက္ကဋ္ဌနဲ့ထည့်တော့ဆိုရင် ရေချိုကြတော့ဘယ်လို ယေရှု ဝဲရရင်းတော့ရ ကျွန်တော် mistake ကနေကျွန်တော်5000တော့ပုံမှန်ရှိတယ် ဟုတ် အဲ့လိုလမ်းတယ်အဲ့ရမှာ ဒီဘက်ပြန်သွား အပိုင်းရတော့ နိုင်တော့ ကျွန်တော်တို့မပို့နိုင်ဘူးဆိုတော့ကျွန်တော်ဒီဟာဝေရတယ် ဒီနှစ်ကို900နဲ့ဝယ်ကျွန်တော်ဒီပိုင်းလိုက်စီးပြီးရနေနေကျွန်တော်ဒီရောက်တော့ ဟုတ် ဒီနေ့ရောဒီတက်တော့အဲ့ဒါဝယ်တာသူတို့ကဒါမလုံးနဲ့ငါပဲရှုပ်ပါလေငါတို့လည်းတော့တာပဲအဲ့ရတော့အားလုံးနဲ့ပြောရမယ်ဒီကောင်ကမသိရဘူးပြောတော့ ဒီဘေးပေါင်ကြီးကိုပြောတယ် အလကားပဲကကိုလည်းမလုပ်ပါဘူး ကျိုးမှာပဲအခုကရက်အခုတိုင်းဆို ပါပါဟိုဒီကကောင်လေးညီကနေ ဟုတ်မြေကန်နေဟုတ်တယ်ကျွန်တော်တို့လာတော့တွေ့လိုက်တယ်ဟိုအဲ့မြေကန်တွေကသူတို့ဟိုဟာလေအကောင်ဟိုဟာငှက်တွေပါတွေမှာဝင်ကျွန်တော်ရေတွေပါဆင်းတောက်တဲ့ဟာတွေအုပ်လိုက်တွေတွေ့တယ် အုပ်လိုက်တယ်ဒီမှာဒီဟာတစ်ဆင့်လေဒီကနေဟိုမှာလိုင်းကြီးရဲ့မကြီးနဲ့အဲ့ဒီနာရှိနေတဲ့ရောတောင်ပိုက်ဟိုတောင်မရောက်ပါဘူး ဒီမှာတရားကြီးဒီကပိုက်ကဟိုဘက်ကိုလစ်သွားတာ ဟိုဘက်မှာဟုတ်တယ်ဒီလိုင်းကြီးမှုကြောင့်လိုင်းတဲ့လိုင်းတိုက်လိုက်တာဒီနားလေးထားတဲ့အဲ့မှာဒီကောင်းလို့ဟုတ်ပေ30လောက်ရှိတဲ့အချိန်ကြီးက rapture ကဒီမှာဝင်သွားတာဒီထဲနဲ့ရောက်သေးဝင်သွားတာ ဒီမှာရှိရလေဒီမှာရှိတဲ့ကောင်အဲ့ဒါသူကဟိုရဲတာ